你我的家，我不期望的是美。
စီကတော့နေရပြပါ၏အာမင်ဒီလိုမျိုးကျွန်တော်လုပ်နိုင်တာဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်။တနည်းအားမှာကျွန်တော်ပြောချင်တာကျွန်တော်ထောင်ထဲမှာနေတော့ဒီလိုမျိုးဖခင်ရှိခိုးဆိုမလွယ်ဘူးလေ။ဒါပေမဲ့ရအောင်ရှိခိုးတယ်။အာမင်။အာမင်။ဆိုတော့ဂီတတစ်လုံးရှိတယ်ဂီတတစ်လုံးရှိတဲ့ချိန်မှာခရိယာန်ကြီးစူပေါ်ပြီးတော့စူတောင်းကြတယ်အဲ့လိုမျိုးလုပ်တဲ့ခါကျဘယ်လိုလဲလွတ်တော့မလွတ်တော့လေလူများနဲ့တူတူနေထိုင်တယ်ဆိုတော့ဒါမဲ့ဒီနေရာမှာကျွန်တော်ရောက်တဲ့ချိန်မှာဆိုရင်ကောင်းမွန်စွာနဲ့အေးချမ်းစွာနဲ့ကျွန်တော်ဆူတောင်းဝတ်ပြုနိုင်ခွင့်ရတဲ့ခါကျတော့ကျွန်တော်ပူပြီးတော့ဘုရားကိုပူပြီးတော့ချင်းမြတ်နိုးလာတဲ့ဘုရားကိုပူပြီးတော့ယုံကြည်လာတဲ့ဘုရားကိုပူပြီးတော့ကျေးဇူးတင်လာတဲ့အကြောင်းကျွန်တော်ကျေးဇူးစွာပြောချင်ပါတယ်။ရောက်စီတဲ့ဘုရားရှင်ကောင်းချီးပြုပါစေ။အာမင်။ဒီကျွန်တော်တရားတော်မဟောတတ်ဘူးเนาะ။ဒါမဲ့ကျွန်တော်ကျမ်းစာကြောင်းလည်းတစ်ခါမှတက်ဖို့ကျွန်တော်တရားဟောခွင့်ပေးတဲ့ဒီလူငယ်များနဲ့ဆရာနဲ့တင်အုပ်ဆရာနဲ့တင်တော်အားလုံးယေရှုနာမယေရှုခရစ်အပြင်ကျေးဇူးတင်တယ်ယေရှုခရစ်အပြင်ဘုရားသခင်ကောင်းချီးပေးပါစေရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်4ယောဟန်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်4ဘုရားသခင်၏သားဖြစ်တော်သူမည်ကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့၏ယုံကြည်ခြင်းဖြစ်သည်ယေရှုသည်ဘ
ဖရာသခင်သားတော်ဖြစ်ဒီကိုယုံကြည်သောသူမှတပါအဘေသူဒီလောကကိုအောင်နိုင်၏အာမင်ဖတ်တော်ကြံပိုက်ပေါ်ဖရာရှင်အောင်ကြည်ပြပါစေအာမင်ကျွန်တော်တို့ဒီတနာငွေငါခင်မှာကျွန်တော်ဟိုတနေ့မှာကျွန်တော်ရေးထားတဲ့ဒီချင်းလေးနဲ့ကိုယ်တော်ချီးမွမ်းခြင်းပါတယ်အာမင်ကျွန်တော်ဘုံတော်ချီးမွမ်းခြင်းနဲ့သူကျွန်တော်ဒီနေ့ဒီတနာကျန်းစာတော်မျိုးကျွန်တော်ဝင်ငါဖို့ကျွန်တော်ယူလာတဲ့ဒီနေ့ဒီကျွန်တော်
ဘာမှမစီစဉ်ဆူတောင်းတယ်လေကျွန်တော်ဆူတောင်းဘာလို့အဲ့ဒါလဲဖះကိုတောင်းတယ်ဖះကိုမေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အကြံစီတိုင်းမဟုတ်ပဲဖះရဲ့အလိုတော်တိုင်းဖြစ်စီဖို့ကျွန်တော်ဆူတောင်းတဲ့အချိန်မှာကျန်းစာတော့မဖတ်ဘူးနေ့လဲမဖတ်တဲ့ညနေကျွန်တော်ခဏမှကျန်းစာလာပြီးဖတ်လိုက်တဲ့အချိန်မှာဒီကျန်းပိုက်ကိုကျွန်တော်ရဲ့နှလုံးသားထဲမှာဖះပေါ်ပြလာပြီးတယ်ဒီကျန်းပိုက်ကကျွန်တော်ဖတ်တဲ့အချိန်မှာဒီဖေဩဝါဒခန်းကြီး6ခန်းကြီး6ငယ်1နဲ့2ဖတ်တဲ့အချိန်မှာကျွန်တော်သားသမီးတို့ဖះတခင်ဖះရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလို့မိဘစကားကိုနားထောင်ခြင်းအမှုဒီတရားတော်အမှုဖြစ်မိဘကိုယူသည်စွာပြုတော်ဤပညာတို့ကတင်ဒီပြီးတော်၌ကောင်းစား၍အသက်တာရှိမည်အကြောင်းဟူ၍ဂရိတော်နဲ့စိုက်တော့ပထမပညာဖြစ်၏ဒီကျမ်းပိုင်းကကျွန်တော်ဖတ်တဲ့ချိန်မှာကျွန်တော်သားသမီးတို့တခင်ဖះကျွန်တော်မလေးရှားမှာတင်တန်းတက်တော်လေးဗုဒ္ဓဘာသာနဲ့ပြောင်းလဲလာတဲ့ဆရာတပါးစီသူကဆရာကန်ထူဆရာကန်ထူကဘာပြောလဲဆိုတော့ကျမ်းစာထဲမှာတဲ့သူကပါရိစကားသူကစစ်တတ်ထဲမှာဆိုစက္ကန့်နေနေတယ်ပြီးတော့ဖုန်းကြီးเจ้าမှာဆိုရင်သူငယ်9နှစ်ရွယ်ကလေးကစစ်တပ်ထဲဝင်တဲ့ထိဆိုရင်10နှစ်ကျော်လောက်နေတယ်သူပါရိဆိုကုံကျွမ်းတယ်သူပြောင်းလဲရင်တော့သူမပြောင်းလဲခင်သူချင်းဒီနဲ့လည်းတွေ့တယ်တဲ့ဖရာတရားဟောเจ้าဒီပဲပြောတယ်တဲ့ဒါပေမဲ့နားမထောင်ခဲ့ဘူးပြီးတော့သူတက်ကနေထွက်လာပြီးမှပြောင်းလဲလာတယ်လူတယောက်ရှိသူပါရိဆိုကုံကျွမ်းတယ်အဲ့သူကဘာပြောလဲဆိုတော့ဖရာသခင်နဲ့သခင်ဖရာဆိုတော့သူဒီမျိုးကိုကျွန်တော်တို့ဖို့ပြောပြတယ်ဘာပြောချင်လဲဆိုတော့ဘယ်လိုရှင်းပြလဲဆိုဖရာသခင်ဆိုတာကျွန်တော်တို့ကိုယ်ကိုယ်နေတဲ့ဖရာဖြစ်တယ်သခင်ယေရှုရဲ့ဖရာပေါ့ပြောမယ်ဆိုသခင်ယေရှုမဟုတ်ဘူးကျမ်းစာထဲမှာပြောချင်တာဖရာသခင်ဆိုရင်ကျွန်တော်တို့သက်ရှင်နေတဲ့ဖရာဖြစ်တယ်သခင်ဖရာကြတော့သခင်ယေရှုဖြစ်တဲ့အကြောင်းကျွန်တော်တို့ပေါ်ပြတယ်ကျွန်တော်တို့ဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာသခင်ဖရာရဲ့အလိုတော်နဲ့အညီသခင်ဖရာဆိုသခင်ယေရှုပြောတဲ့စကားဖြစ်တယ်ကျွန်တော်တို့ဖရာသခင်ပြောတဲ့စကားမှာသခင်ယေရှုဟောကြားခဲ့တဲ့စကားတွေကိုကျွန်တော်လိုက်လျှောက်ဖို့အများကြီးသူကအများကြီးဟောကြားခဲ့တယ်ပြည်တယ်မှာဟောနေလည်းအများကြီးရှိတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီကျမ်းချက်သခင်ယေရှုပြောတဲ့စကားတွေကိုကျွန်တော်လိုက်လျှောက်တဲ့အထဲမှာပထမပညာဖြစ်တယ်ပထမပညာပါလဲဆိုကျွန်တော်မိဘစကားကိုနားထောင်ခြင်းဖြစ်တယ်အာမင်မိဘစကားကိုနားထောင်တယ်ကျွန်တော်ကျမ်းစာထဲမှာကြည့်ရင်ကျွန်တော်သိပြီးသားဖြစ်တယ်အိုက်ဇက်ဟာဆိုရင်မိဘစကားနားထောင်တယ်သူ့အဖေကခေါ်သွားတယ်တားတယ်ဖခင်ကနင်းအလူရှိတယ်နင်းငါတတ်မယ်ပွဲလုံးမှာပြောမယ်ဆိုရင်အခုရှင်းပြမယ်ပွဲလုံးမယ်လူလားမလူလားဆိုမိတာလည်းမရှိတော့ဘူးဒါဒီလိုမျိုးခေါ်လာလိုက်တယ်ပြီးရောသူမိကေမဲ့ထင်းတော်မှာတူကူတိုင်းထားရသေးတယ်ကျန်းစာထဲမှာနော်ဒါပေမဲ့သူကသူ့ရဲ့အဖေစကားကိုလုံးဝမငြင်းဘူးမငြင်းတဲ့ခါကျတော့ဖခင်ကောင်းချီးပြီးတယ်အာမင်ဒီတိုင်းပဲပြီးတော့သူ့ရဲ့သားယာကုပ်လေယာကုပ်ကြတော့တကယ်သူ့ရဲ့အမွေကသူ့ရဲ့အကူဤတော်ရဲ့အမွေဖြစ်တယ်သူ့အမွေမဟုတ်ဘူးဒါပေမဲ့သူ့အမေစကားကိုနားထောင်လိုက်တယ်ပြောမယ်ဆိုတိတ်တော့မကောင်းဘူးနော်ဒါပေမဲ့သူ့အမေစကားသူ့အမေကသူ့ကိုချစ်တယ်ဆိုတော့သူ့အမေစကားနားထောင်လိုက်တဲ့အချိန်မှာခုထိကျွန်တော်ဤတော်ဆိုတော့သူ့ရဲ့ဇာတဝင်ဘာမှမရှိတော့သူပျောက်သွားဤတော်ထိပဲပြီးတော့ယာကုပ်ကကြတော့အခုထိနော်ဣတိယအမျိုးနွေသူ့ရဲ့မျိုးဆက်က12မျိုးရှိတယ်အဲ့လိုမျိုးကျွန်တော်သိထားတယ်အပြောချင်တာလားပဲဆိုတော့ဘာလဲဆိုတော့သူ့ရဲ့မိဘစကားကိုနားထောင်ခြင်းအမှုဟာဘယ်လိုပဲဖြစ်ကောင်းတယ်နော်မိဘစကားတွေကျွန်တော်ကိုလည်းမိဘဖြစ်လာတဲ့ချိန်မှာဒါသမီးတွေစိတ်ပူတော့နော်အဲ့လိုမျိုးအဲ့ချိန်ကျကိုယ့်ရဲ့မိဘတွေကဘယ်လိုစိတ်ပူလဲဆိုတော့ကိုယ်သိလာတယ်အဲ့လိုမျိုးဖြစ်လာတယ်အဲ့ကြောင့်ကျွန်တော်မိဘစကားမိဘတွေကမကောင်းတဲ့ဟာတော့မပြောပြဘူးနော်မခိုင်းဘူးနော်ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံရောက်တဲ့ခါကျတော့မိဘတွေကအမျိုးမျိုးဖြစ်တတ်တယ်မိဘနဲ့ကလေးတွေအတူတူမနေရဘူးဆိုရင်ပို့ဆိုးတာမိဘစကားဘယ်လိုနားထောင်တော့မလဲမလား
မိဘစကားဆိုနားထောင်ကြမလို့တော့ကိုကကိုနေတယ်ကိုကကိုလုပ်တယ်လို့တိတ်တော့မကောင်းခရိယာအသက်တာနဲ့ဆိုတိတ်ရမကောင်းအဲ့ဒါမဲ့ကျန်းစာပါပြောတယ်မိဘစကားကိုနားထောင်တယ်နားထောင်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့မနားထောင်ချင်းဟာဘာဖြစ်လဲဆိုအသက်ရှည်တယ်ကျွန်တော် Isaac ဆိုရင်ဒီပေါင်နေတာမဟုတ်နော်ကျွန်တော်အတိကြတော့ကျွန်တော်လည်းမသိတော့အဲ့ဒါယာကုပ်လည်းအဲ့လိုပဲသူမျက်စိတော်မမြင်နိုင်တော့ဘူးအသက်ကကြီးနေပြီအဲ့လောက်ထိတောင်ကအသက်ရှည်တယ်အဲ့ကြောင့်ကျွန်တော်တခါ Facebook မှာကျွန်တော်ဒီဘာလဲမလေးရှား Youth Center ရှိတယ် Youth Center ရဲ့ Facebook မှာကျွန်တော်တခါစိတ်ထဲမှာပေါ်လာပြီးတော့ဗာရေးလိုက်လဲဆိုတော့အချင်းလူသားအသက်ရှည်ခြင်းရင်ဗာလဲအသက်ရှည်ခြင်းရင်မိဘစကားကိုနားထောင်ပါပြီးတော့အောင်မြင်ခြင်းဖျားစကားကိုနားထောင်ပါဆိုပြီးကျွန်တော်ရေးလိုက်တယ်အဲ့ဒီမှာ comment တွေ like တွေအများကြီးရလာတယ်ရှင်ပြောချင်တာဗာလဲဆိုတော့ဒီဟာအားဖြင့်ကျွန်တော်ဖျားဘုံတော်ထင်ရှားရှိတဲ့အကြောင်းကျွန်တော်ပြောချင်တယ်အဲ့ဒီမှာတစ်ဆက်တည်းမှာပဲကျွန်တော်တို့ရှင်ယောဟန်ပရမဆောင်ခန်းကြီးငါအငယ်လေးတဲ့မှာကြည့်တဲ့ချိန်မှာဘုရားသခင်သားဖြစ်တော်သူမိဒီကလောကကိုအောင်တတ်၏ကျွန်တော်ဒီအခုပရမပြောတာဗာလဲဆိုတော့လောကရဲ့သားတွေလောကမှာမွေးနေလဲအဖေဖခင်နိမိဘနိမွေးနေတဲ့သားတွေပြောချင်တာအခုကျတော့ဘုရားသားဖြစ်သွားတယ်ဘုရားသားဖြစ်တဲ့ချိန်မှာလောကကိုအောင်တယ်လို့ဖြစ်တယ်အာမင်အာမင်လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့၏ယုံကြည်ခြင်းဖြစ်သည်ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်တယ်နည်းကျွန်တော်သခင်ယေရှုမိမိကတည်းကရှင်ယုံကြည်မလက်ခံဖို့မယုံကြည်ဖို့ဆိုရင်လောကကိုဘယ်လို့မှမအောင်ဘူးယေရှုကဘာဖြစ်လို့အောင်လဲဆိုတော့သူကတောင်းရင်းနေမှာပြင်ချင်းထားမြောက်တယ်အဲ့ဒါကိုလောကကိုအောင်တယ်အရာခတ်တင်းကိုအောင်နိုင်တယ်ကျွန်တော်တို့လောကမှာဖရားတွေအများကြီးရှိတယ်ဗုဒ္ဓဖရားအစ္စလာမ်ဖရားဟိန္ဒူဖရားတွေရှိတယ်ကျွန်တော်မလေးရှားမှာဆိုဗမာတယောက်နဲ့အလုပ်လုပ်တယ်ပြီးတော့မြန်မာပြည်ကမွတ်စလင်ကလာတယောက်နဲ့မွတ်စလင်အိန္ဒိယတယောက်နဲ့အလုပ်လုပ်တယ်မွတ်စလင်ကအစ္စလာမ်ဘောဗမာကြတော့သူကဗုဒ္ဓဘာသာကျွန်တော်ဆွေးနွေးတယ်ကျွန်တော်ဗာလဲကေတင်ချင်းကျောင်းတရားတွေကိုကျွန်တော်ပြောပြတယ်ချင်းအဲ့ဆိုခင်ဗျားတို့အချင်းအဖြစ်ခင်ဗျားတို့အလုပ်လုပ်နိုင်လားဖြစ်နိုင်လားအဲ့လိုမျိုးကျွန်တော်မိတဲ့ခါတို့ဘာမှပြောလို့ဒါပေမဲ့ကျွန်တော်ဖယားဘာဖြစ်လဲဆိုလောကကိုအောင်တယ်နင်တို့ဖယားပြန်ရှင်ထမြောက်တယ်ဆိုတာရှိလို့လားကျွန်တော်မိတော့တို့ဘာမှမပြောတော့အေးဟိုမှာမွတ်စလင်မြန်မာပြည်မွတ်စလင်တယောက်စီသူကျွန်တော်ပြောတဲ့ချိန်မှာနောက်ဆိုသူလုံးဝနားမထောင်ချင်တော့ဘူးသူကျွန်တော်ဘာသာထဲမှာဆွဲထဲမှာကြောက်တာအားကြောက်တယ်သူကပြောဆွေးနွေးတဲ့ချိန်မှာလေနောက်ဆိုသူကရှောင်သွားတယ်ကျွန်တော်ပြောတဲ့ချိန်ပြောတဲ့အရာအားကြီးကျွန်တော်လည်းခေါ်တယ်တကယ်ချင်းလောင်းပြောမယ်ပြောတယ်သူကတော့နားမထောင်ဘူးဒါပေမဲ့နောက်ပိုင်းကျကျွန်တော်လည်းအလုပ်များတာနဲ့ခါကြတော့တိတ်ပြီးတော့မပြောနိုင်တော့ဘူးအဲ့ပမာတယောက်ကြတော့သူနဲ့ဆွေးနွေးတယ်သူအကြောင်းလဲမွေးတယ်ကိုအကြောင်းလဲပြောပြတယ်ဒီခေတ်လေးအကြောင်းကိုကျွန်တော်ပြောပြတယ်ရောက်တဲ့နေရာမှာကျွန်တော်တွေ့တဲ့တကယ်ချင်းတွေဆိုကျွန်တော်အမေပုံမှာအပြည့်တော့ပြောပြတယ်ရခိုင်တယောက်ဆိုလဲကျွန်တော်ပြောပြတယ်ရှူချင်းတယောက်ဆိုလဲပြောပြတယ်ဒါပေမဲ့သူတို့ကလက်ခံတာမလက်ခံတာကိုတကံတာကိုပြောရဖို့အရာဖြစ်တယ်အာမင်အာမင်အဲကြောင့်ကျွန်တော်တို့တက်ရှင်တဲ့ချိန်မှာသခင်ယေရှုကိုယုံကြည်လက်ခံဖို့လိုအပ်ပါတယ်ကျွန်တော်သခင်ယေရှုယုံကြည်လက်ခံဖို့ဆိုရင်လောကဘယ်လိုမှအောင်လုပ်နေဘူး။ဘာကြောင့်လဲဆိုတော့တဆူတီတော်ဖရာလောကကိုအောင်ခြင်းဖြစ်တယ်။အာမင်။အဲကြောင့်ကျွန်တော်ဖရာသားလောကသားဖြစ်တဲ့ချိန်မှာလောကမှာမိဘတွေအမွေးဖွားတဲ့ချိန်မှာမိဘစကားကိုနားထောင်ရင်အသက်ရှင်ခြင်းခွင့်ပေးတယ်။ဖရာသားဖြစ်တဲ့ချိန်မှာဖရာသားဖြစ်တာဘာလိုအပ်တယ်လဲဆိုသခင်ယေရှုကိုမိမိကတည်းကရှင်အဖြစ်ယုံကြည်သောသူများတာလောကကိုအောင်နဲ့သူဖြစ်တယ်။အဲကြောင့်ကျွန်တော်ဒီနှစ်ချက်အဖြစ်ကျွန်တော်ခွန်အားတိုက်တွန်းခြင်းပါတယ်။မိဘစကားနားထောင်ရင်အသက်ရှင်ခြင်းလောကမှာအသက်ရှင်ခြင်းရတယ်။ပြီးတော့ဘုရားသားဖြစ်တဲ့ချိန်မှာဘုရားစကားနားထောင်ရင်သခင်ယေရှုကိုယုံကြည်လက်ခံရင်လောကကိုအောင်တယ်။
လောကကိုအောင်တယ်ဆိုအများကြီးရှိတယ်လောကကိုအောင်တယ်ဆိုပြီးဇာမီပွဲဖြစ်တယ်လို့မျိုးအောင်တာမဟုတ်လေအများကြီးရှိတယ်ရှင်းပြမယ်ဆိုတော့ဆုံးလို့မဆုံးတော့ဘောနော်ပြောလို့မကုန်တော့ဒါပေမဲ့ကျွန်တော်တို့လောကကိုအောင်ခြင်းဆိုတာအရာအလုံးကိုအောင်တယ်ဒီချင်းကိုအောင်တယ်အဓိကတော့ကျွန်တော်တို့ခရိယာနေရအများဖြစ်တော့အဓိကတော့ဒီချင်းကိုအောင်မြင်တယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်တခြားအဟာတွေတော့ကိုယ့်ရဲ့အများကြီးလိုပြောနေတို့ရဲ့ဒီအဖွေးလေးပေါ့နော်ပြောမယ်ဆိုရင်တော့ဒါမဲ့ကျွန်တော်ခရိယာအသက်တာမှာလောကကိုအောင်တယ်ဆိုတာဒီချင်းမှရှင်ပြန်ထမြောက်တယ်ဆိုတာလောကကိုအောင်ခြင်းဖြစ်တယ်တခင်ယေရှုလည်းငါလောကကိုအောင်ပြီတဲ့သူတည်တဲ့ချင်းသူပြန်ရှင်ထမြောက်တဲ့ချင်းမှာပြန်ပြောပြတဲ့ချင်းမှာကျွန်တော်လောကကိုအောင်နိုင်တဲ့သာသမီများဖြစ်တယ်အဲ့ဒါကိုဘာလို့အလဲဆိုဖရာသားဖြစ်ရဖို့တခင်ယေရှုကိုယုံကြည်လက်ခံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့အနေငယ်ဒီနှစ်ချက်အားလေးအပြင်ကျွန်တော်ခွန်အားယူရင်းမျှဝေရင်းနဲ့ကျွန်တော်အဆုံးသတ်ခြင်းပဲပါတယ်ရောက်စီတဲ့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်